SRGB ကဘယ်လောက်ရ display နှစ်ကတော့ဘယ်လောက်ထိလဲနာလဲဒီလိုမျိုးမေးခွန်းတွေကိုအမှဖြေရှားမှာလေမင်္ဂလာပါ NAS ကပါရှေ့မှာပြောရတဲ့မေးခွန်းလေးတွေကကျွန်တော် laptop ဝယ်မဲ့မိတ်ဆွေတွေတယောက်ချင်းစီတိုင်းမေးချင်ကြတဲ့မေးပူကြတဲ့မေးခွန်းလေးတွေဖြစ်မှာပါကျွန်တော် laptop တစ်လုံးမှာ display ဆိုတာကဒုတိယအရေးကြီးဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ display ကိုပဲကျွန်တော်ကကြည့်ပြီးတော့နေ့စဉ်လုပ်တွေကိုလုပ်နေကြရတာဖြစ်ပါတယ်ဒီဗီဒီယိုက laptop တစ်လုံးရဲ့ display specification ကိုဘယ်နားမှာဘယ်လိုမျိုးသွားစစ်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးမှာဖြစ်ပါတယ်စစ်လို့ရတာတွေအများကြီးရမှာအဆင်ပြေဆုံးနှစ်နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းကတော့ window key လေးကိုနှိပ်လိုက် system information ဆိုပြီးရိုက်ချလိုက်ပါအဲ့ဒီထဲမှာ system model ဆိုတဲ့ကိုယ့်ရဲ့ laptop model လေးကိုမှတ်ထားဒါမှမဟုတ်လည်း copy ကူးလိုက်ပေါ့နော်အဲ့လိုလုပ်ပြီးတော့ကျွန်တော် browser တစ်ခုထဲမှာ laptop model ကိုရိုက်ထည့်ပြီးတော့အနောက်မှာ display specification ဆိုပြီးတော့ရိုက်ပြီးရှာလိုက်ပါအဲ့ကြရင် laptop ရဲ့သက်ဆိုင်တဲ့ model ရဲ့ website ထဲက link လေးကြာလာလိမ့်မယ်ဥပမာ Dell ဆိုရင် Dell ရဲ့ website link လေးကြာလာမယ်ပေါ့နော်အဲ့ဒီကိုနှိပ်လိုက်ပြီးရင်သူကဒီလိုမျိုးလေး laptop ရဲ့ display ရဲ့အသေးစိတ်အချက်လက်လေးတွေကြာလာမှာဖြစ်ပါတယ်နောက်ထပ်တစ်နည်းကတော့ software တစ်ခုကိုသုံးပြီးတော့စစ်ဆေးရပါ software နာမည်လေးက HW Info ဆိုတဲ့ software လေးဖြစ်ပါတယ် software လေးကတော့ဒီပုံစံလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ Google မှာ Chrome မှာအလွယ်တကူ download ဆွဲလို့ရပါတယ် software ကို download ဆွဲပြီးသွားရင် double click နှိပ်ပြီးတော့ဝင်လိုက်ပေါ့နော်ဒီဘက် software ရဲ့ဘယ်ဘက်အချမ်းမှာကျွန်တော်တို့ laptop ရဲ့ပတ်သက်တဲ့ဒီ monitor တွေ memory တွေ spec တွေအများကြီးရှိရပါတော့အဲ့ဒီမှာကျွန်တော် display စစ်ချင်တဲ့အတွက် monitor tab တွေကိုသွားပြီးတော့ကို monitor ရဲ့ display တစ်ခုချင်းစီရဲ့ spec ကိုကြည့်လို့ရပါတယ်အဲ့လိုမျိုးလေးလည်းစစ်လို့ရပါတယ်ဒီနေရာမှာပို့ပြီးအားသာသွားတာက sRGB ဘယ်လောက် percentage coverage ဖြစ်တာတွေပြီးတော့ကိုယ့်ရဲ့ monitor ကိုယ့်ရဲ့ display ကဘယ်လိုမျိုး feature တွေပါ support လုပ်တယ်ဆိုတာမျိုးတွေပါကြည့်လို့ရပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြပေးသွားတဲ့အချက်တစ်ချက်ကိုသုံးပြီးတော့ကိုယ့်ရဲ့ laptop ဒါမှမဟုတ်ကိုယ်ဝယ်မဲ့ laptop ရဲ့ display specification ကိုစစ်ကြည့်လို့ရပါတယ်ခင်ဗျာအားလုံးပဲဆင်ပြေကြပါစေကျွန်တော် NAS ကပါ laptop လေးလိုအပ်လို့ရှိရင်လည်းကျွန်တော် NAS မှာလာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာကျေးဇူးပါဗျ